搞了人家，把这个人家嘛的，这嘛，没空呢，没活的那路得到地了，哎，俺来攀比，攀着，这那怎么打的头你的？哎，没劲呢。တော့လက်ညောက်ဆိုင်ရှိကိုလက်ညောက်ခါဆိုအေးငါ့ကိုမေးဖမ်းရှိဒီကောင်ဘာကြည့်မလဲဆိုတာသိတာအဲ့ဒီမှာပဲမထင်မှထားတာကြည့်ကောင်းပါလေအဖေအမေအေးငါတော့ဒုစမ်းအေးမေးတော့လူပေးစီငါလက်ထဲရတော့တေးလေ6ပဲ6ပဲနိုင်ဘူးတိတ်မယ်ကွာဒီတော့ပြောမရရဲ့အဲ့ဒီမှာပဲမထင်မတာတယ်ချစ်ပေါ်လာပါတယ်ခင်ဗျာကျွန်မတော့မယ်ဟေးအဲ့ဒါငါတော့ဘာကြည့်သွားလဲငါတော့အဲ့လိုစကားမျိုးအချောက်လို့မပြောပတ်ပါဘူးလမ်းကြောင်းလိုက်ပါခင်လမ်းကြောင်းလိုက်ပါဘာကြည့်တာလဲတရေဘူးကနေမယ်အဲ့ဒီတော့တဲ့အရှိမရှိရဲ့လူကအရှိလူတွေကကြည့်နေပါတယ်哎呀，我怎么都打开了？这都要当妈呀没？သမီးရဲ့အာကုတူလေးရှော့လိုက်ပါဟုတ်တယ်အဖေလည်းပြောနေတယ်လေဒီမှာလည်းရဲတွေရှိတယ်မလုပ်ပါနဲ့ဦးလေးသားကခုမှထက်တန်းចောင်းသားလေးပဲရှိသေးတာပါအဲ့လိုဆိုရင်လူလေးမုန်းသွားလိုက်မယ်ဒီခေတ်ကကာလာကြီးမှာတရေရှိမှမယုံတဲ့လူတွေကပုံညာနေတယ်ဟုတ်တယ်အနီသားကိုအဲ့လိုလောက်လိုက်အနီသားတဲ့ထောင်ထဲရောက်မှာတဲ့အနီသားတဲ့ထောင်ထဲရောက်မှာပေါ့ဒီကရင်းနေရောက်ကတော့ချစ်စင်မလို့ယုံနေပေမဲ့တခြားရဲတွေကမယုံရင်အနီသားတေးရပေးခါမှာထောင်ရောက်မှာပေါ့ဟုတ်တယ်မလုံးနဲ့ဦးလေးတော့ပရိစိတ်မလုပ်ပါအနီသမီးကိုလည်းမလုပ်ပါနဲ့အဲ့ဒီတော့လေကျောင်းကြီးနဲ့သူ့မိမငါသမီးကိုလောက်ခဲ့တဲ့ကောင်ငါထောင်ထဲရောက်ထက်မယ်အခုချေချေလမ်းညောင်းလိုက်ပါလမ်းနဲ့မချရဲ့ကျွန်တော်ညို့မအသေးဖမ်းရတယ်မယ်ဟုတ်တယ်ရဲတွေနောက်ကပြောနေနော်ဟုတ်တယ်ကျမညို့လဲပြစ်တတ်ရမှာနော်အဲ့ဒီတော့လေကောင်မလေးရတယ်အဲ့ဒီမှာပဲသူလဲစိတ်ရှုပ်လိုက်ပြီးသူ့အဖေနဲ့အမေကိုလည်းနှုတ်ဆက်လိုက်ပါတယ်အဖေသမီးခုသွားတော့ပါပဲအဲ့လိုလေအောက်ကိုသူကဝေးဘူးတာရက်လေကြရောပြီးတော့ဓာတ်စုပ်ကန်ကအဲ့ကောင်မလေးကိုတစ်ချက်လေးပဲအဲ့ဒီလိုတစ်ချက်လေးတူးပြီးတော့ထွက်သွားပါတယ်ရဲတွေကလည်းသူ့ကိုဖမ်းသွားပါတယ်ဖမ်းကြမယ်အဆောင်ပိတ်သေးစမ်းကိုရှိချာလက်ကိုတင်းနေခိုင်တာအဲ့ဒီဓာတ်လည်းတိမ့်မယ်ဖမ်းကြသူ့ရောအဲ့ဒီလိုလေဆိုင်လေးကလည်းပိတ်သေးလေးရပါလေချက်နာမည်ကြီးရတဲ့ online ကမှာစားရတဲ့ဆိုင်ဒီဇိုင်တွေရဲ့လှုပ်ဝက်ချက်အစားသောက်ဆိုင်ကလူတွေတက်တာပါအဲ့ထဲမှာအဆိုးဆုံးမှုကအမှုလေးပဲကြည့်ပါတယ်အဲ့ဒီလေအဲ့ဒီဆိုင်ရှိကိုငါလှုပ်ပေးမလှုပ်နဲ့တက်မယ်ငါဒီတစ်ခေါက်ထွက်ကြည့်ပြီးနောက်ထပ်ဆိုင်ဖွင့်မယ်ဟေးသူ့ကြည့်တတ်လိုက်စမ်းအတိုင်းပါပဲအရင်ရုံးမှာကောက်ကြည့်တဲ့ဆိုင်ရှိကတနေ့နဲ့ရဲမေတယောက်နဲ့တနေ့စာကြောင့်တည်ဆုံးသွားခဲ့ပါတယ်
ထွက်ပြေးလို့တေးတက်လိုက်တာပါသူ့အဖေသူ့အမေအဖေတို့ဖက်လိုက်ပါတယ်အမေသားလို့လွမ်းနေတာဟုတ်တယ်အဖေရောငါသားလေးဟိုဆရာကြီးရဲ့သမီးကအဝါလေးငါသမီးလေးကိုတက်ခဲ့တာအဲ့ဒီမိမပဲငါပြန်တက်ခဲ့လိုက်တာအဲ့ဒီလိုတဲ့ချယ်ရီကက်စားတောက်ဆိုင်တွေရဲ့ဇလန်းတွေရတယ်ဆိုင်ကပိတ်သွားပါတယ်